ကဲအားလုံးမင်္ဂလာပါကျွန်တော် Lowest Farming Channel အစီအစဉ်ပုံမှန်တက်ဆက်နေတဲ့ရွှေကမြဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပေးချင်တဲ့လက်ဝဲပွဲလေးအောင်မနေ့ညကကျွန်တော်တို့ဒီtime promotion တခုမှာပေါ့နော် Indria Fighter ကိုလဲထိုးတဲ့နိုင်သွားဖြစ်ကျွန်တော်မြန်မာ Fighter ဒီရဲ့ပွဲပဲဖြစ်ပါတယ်ဆိုတော့ Namaste နဲ့မင်္ဂလာပါလို့တွေ့ဆုံနေတဲ့ပွဲလေးပေါ့နော်ဆိုတော့ဒီပွဲလေးကျွန်တော်တို့ချက်လောက်ကြည့်လိုက်အောင်ဒါတော့ Indria Fighter ခေါ်တာ Indria Fighter နဲ့မှာဘာလဲမသိလေးပဲလားrepresentative Mia Laba Mingalaba Laba လေနော် Gangwa ကဲဒါတော့ကျွန်တော်မြန်မာ Fighter လေးအပြာတောင်းကသူ့နာမည်ထိုင်းနာမည်ကြီးပေါ့အဲ့အလန်ထိုင်းလန်ပြတာတကယ်တော့ထိုင်းပေါ်နေမှာနော် from Myanmar Mingalaba who is the better and the winner မင်္ဂလာပါနဲ့ Namaste နဲ့တွေ့ပြီနော်မြန်မာ Fighter လေးအပြာရပြောင်းလိုက်နေပြီတော့ထိုင်း Fight အော် India Fighter အမြောင်လိုက်နေနော်အခုမှလမ်းမှန်သွားပြီ อินเดียแหละครับทางด้านล้อภูเก็ต ကိုစားနေ India Fighter แต่สิตาพี่โซนเนี่ยတွေ့ရတယ် มาโอ้โหมาโชว์ฝีมือแล้วดุดันมากครับโอ้ยเจอเตะกันคอเลยครับเตยไว้ครับแหมคนที่ดูคู่แน่นอนครับดูจากรูปร่างดูจากแหมอดีตถือว่าทุกสิ่งทุกอย่างนี่โอ้โหหมุนสามตลบครับแม่แกกว่าวันงงกับรับมาท่าไหนกันนี่ครับเดี๋ยวครับอะไรเขาเตะไว้ก่อนครับนี่ยังไม่ออกอาวุธนี่ครับออกแล้วนะ Namaste ဒါက pressure ပေးနေနော် Namaste ကတော့ပုတ်ချကနေလည်းကနေတို့မြန်မာ Fighter ပထမချိန်မှာခံတည်တဲ့နေนะครับสนุกเลยครับ Namaste เกมอย่างนี้ท่านผู้ชมครับ ချက်တွေထောက်တယ် Namaste ว่าเป็นมวยถูกคู่ ဟိုမြန်မာဘက်ကထွေးထီးတယ်ထီးလို့ရှိရင်ဘလူးထီးလည်းမသိ ถึงยกไหน မူးလိုက် แล้วครับเพราะว่า ကျတော့မူးလိုက် อาวุธแรงด้วยกันทั้ง မြန်မာဘက်ကမူးလိုက် รับแล้วก็แข้งใช้ได้ India ဘက်ကတော့ချောက်ဖိရပေးတယ်နော်တကယ်တော့အခုနော်မွေထိုင်းတို့မွေလာအိုတို့ရွရလောက်ဝေးတို့ แก้วกังว နော် ล ခုခမာတို့ကအကုန်လုံးကဒီကွန်ဖူတို့ကနော်အကုန်လုံးကဒီအိန္ဒိယရှင်စင်တက်လာနော်အိုးမြန်မာဘက်ကအမတ်စီကနေပြီးပြပတ်ချင်းပါနေ แม่โดนนับอีกแล้ว အိန္ဒိယနေစင်တက်လာနော်အိန္ဒိယဘောဒီဆရာတော်ကနေတစ်ဆင့် စင်တက်လာ ต้องนับกันเลยครับ ဘောဒီဆရာတော်ကနေမှတစ်ဆင့်ကွန်ဖူကနေမှတစ်ဆင့်ကျွန်တော်တို့ဒီအရှိတော်အရှာတွေ ช่วงวินาที နော်အိန္ဒိယနေမှတစ်ဆင့်နီပေါ်နေမှတစ်ဆင့်ဒီခုခမာတို့ရွရလောက်ဝေးတို့ရွရလောက်ဝေးကြောင့်ခွာတဲ့ပွဲကြောင်းဒီအကြီးကြီးတွေစီကနေပြန်ပြီးတော့စစ်တက်လာတာ ไม่ใช่มวย အဲ့ ฝี တော့ มือแล้วไปเป็นมวยฝีมือที่ลำบาก အိန္ဒိယနေမှတစ်ဆင့်ခုခမာကိုရောက်သွားတယ် มวยบูดุดัน ခုခမာနေမှတစ်ဆင့် โอ้โห မွေထိုင်းဖြစ်သွားတယ် and of round one မွေ good ထိုင်းနဲ့ခုခမာနေစင်တက်လာတကယ်တော့ပြပတ်ချင်းကျွန်တော်မြန်မာ Fighter အမှတ်စိတ်ကြီးနဲ့တည်ရနော်ဆောင်းကထိုင်းနိုင်ငံရဲ့တချို့ပိုင်တဲ့နေရာတွေကခမာတွေပိုင်တာနောက်တော့မှထိုင်းနိုင်ငံတွေကခမာပြည်နေမှာလာပြီးတော့ဘာဖြစ်တာခုလုံးဝတောင်းရင်းနဲ့အင်အားကြီးလာတော့သူတို့နိုင်ငံခွဲလို့သွားတာကြောင့်ထိုင်းစာတို့ဟိုတို့ကဟိုထိုင်းကခမာရီဇန်နေဥချတာနော်ထိုင်းစာဆိုလဲခမာစာနဲ့တော်လေးတူတယ် ยกที่สอง ကျွန်တော်ခမာနဲ့တော်တော် Ladies and gentlemen, round တော်တော်အင်အားကြီးတာနိုင်ငံအကျယ်ကြီးပဲအကောဝန်ထမ်းတော်လို့အကြီးကြီးစောက်တာပဲမြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံရှိလေသူတို့စောက်ပါပြီးဂျွန်စစ်တယ်ဆိုတာအဲ့ဒီခမာလေးပဲတော့တကယ်ကတမိုင်းကအနော်ဒီကလက်ထက်မှာတကယ်ဂျွန်စစ်တယ်ဆိုခမာလေးကတိုင်းရတယ်ဒီအိန္ဒိယဘောဒီဆရာတော်ဆရာနေပဲ ไปทำมาโดนกรรมการแล้วสนุก စင် แน่ တက် เล လာ ยครับแม่กรรมการต้องไปใกล้เข้าใกล้โอ้แล้วครับตอนนี้แก ဒီကောကမြောက်လိုက်မြန်မာဘက်ကတောက်ချောက်ထိုးနေပြီနော် เอาแล้วครับดูครับปล่อยไม่ไหว ထိုးနေပြီမြန်မာဘက်က ลูกบวกแล้วทีนี้ยอมตายเลยครับ နမစတေတော့ โอ้โห ပပီငယ်နမစတေ แม่จั่วลม Namaste ตลอด Namaste นี่ก็เบี่ยงไปเบี่ยงมาไม่นะครับไม่ให้โยมไปจับด้วย အိန္ဒိယမရှားအပိုင်းမှာတိတ်မထူးချွန်ညာအိန္ဒိယ หรือเปล่าแม่โดนนับไปก่อน อันดีบ้านมาเราโทรเร็ว น้ำเงินตอนนี้ของ โทรเร็ว อยู่ ทุกคน นะครับตัวทำตัว Namaste กันเต้ท้องเจอหมัดจองหมัดท้อง နမစတေမင်္ဂလာပါပိုလီရှိုးတွေတောက်ချောက်ခံရပြီ ကြော့ပါပြီမင်္ဂလာပါရဲ့ ပိုလီရှိုးတွေကြောင့်နမစတေပပီနေရပြီ หนีไปไหน နာနေပြီနော် Namaste จะหนีไปไหนโอ้โหเอาเลยมีบวกอีกโว้ยไม่ธรรมดาเลยสนุกคนนี้ครับเอ้าโอ้โหนี่ครับดูครับเดินเข้าไปจิ้มไปก่อนโอ้โหสวยครับดูครับจังหวะนี้โดดศอกเข้าไปโอ้โหเตะไว้แล้วก็เกี่ยวหมุนโอ้โหแก้วกังวลประเภทโหดเลวไม่มีดีเลยครับดูครับโอ้เตะแล้วล้มเองทำท่าจะหมดครับท่าจะหมดครับเอาเลยครับทนหน่อยครับปลายยกเลยครับได้หยุดพักหายใจโ
อ้โหนี่แกเย็บไว้ก่อนครับต้องใช้จังหวะฝี ခု มือแรก ထိ ครับ တယ် นี่ครับต่อย မြန်မာဘက်ကလည်း โดนนะครับ နမစတေး โดน လက် ไม่ တစ် มี ချက် อาการเลยครับไม่มีอาการครับตรงนั้นแก้วกังวานเดินอย่างเดียวจิ้มหมัดทุบมาแต่บ้านเลยแล้วทุบอีกทีแลกกันเอาเลยครับแลกกันโอ้โหแม่ใครดีครับ And round two, grab your Oh, hand. หมดยกที่สองครับ နမစတေးနမစတေးခဏရောမရှိဘူးခုဒုတိယချီပြီးတော့တတိယချီမှာတော့နမစတေးကဆက်လက်မရှိပြန်နိုင်တော့နော်သုံးပေးသွားပြီနမစတေးကဇာမရှိဘူးမြန်မာတွေကတော့ဇာတော့ပြင်းတယ်ကြိုးဝမ်းထဲမှာတေးတယ်ပါစေရှုံးမပေးဘူး ကဲနမစတေးကနော်မင်္ဂလာပါနဲ့တွေ့အောင်နမစတေးကကြောက်ပြီးတော့အရှုံးပေးသွားခဲ့ပြီဖြစ်ပါတယ်ဆိုတော့ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားကြတဲ့လောက်ဖို့ပေါ်တော့နေ့စဉ်များဟိုမှာဆက်ပြီးတော့ကျွန်တော် YouTube channel လေး subscribe လုပ်နေတယ် subscribe လုပ်တော့ပြကြပါတော့အားလုံးကျေးဇူးတင်ပါတယ်